Netherlands, Sweden, Germany, Ivory Coast တို့ရဲ့ပွဲကောင်းတွေပါဝင်နေတဲ့တနင်္ဂနွေမနက်ကမ္ဘာဖလားပွဲစဉ်၄ပွဲဆက်စူပါကွန်ပျူတာခံမှန်းချက်အားလုံးပဲမင်္ဂလာပါ Sport Insider ဘာမှကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကမ္ဘာဖလားအုပ်စုဒုတိယပွဲစဉ်တွေကတော့ဆက်လက်ကစားလျက်ရှိပါတယ်ဒီဗီဒီယိုမှာတော့တနင်္ဂနွေမနက်မှာကစားသွားမယ်ပွဲစဉ်၄ပွဲကိုတင်ဆက်ပေးသွားကြပါမယ်မစားခင် SMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါပထမဆုံးအနေနဲ့စနေနေ့ညမြန်မာစံတော်ချိန်7:00နာရီခွဲမှာကစားသွားမယ် Netherlands Sweden ပွဲစဉ်နဲ့စတင်လိုက်ပါမယ် Houston Energy Stadium မှာအုပ်စုဒုတိယပွဲစဉ်ပွဲကြီးပွဲကောင်းအဖြစ် Netherlands နဲ့ Sweden တို့ရင်ဆိုင်သွားကြမှာပါပထမပွဲမှာတူနီးရှားကို 5-1 နဲ့နိုင်ရပြီးနောက်တော့ Group F ကို Sweden ဦးဆောင်နေပါတယ်ဒီဘက်မှာတော့ Netherlands ကအဆင့်3မှာတမှတ်နဲ့ရပ်တည်နေတာပါလက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်Group F မှာတမတ်ပဲရထားပြီးအဆင့်3ရောက်နေတဲ့နီးပြ Ronald Koeman ရဲ့ Netherlands အတွက်တော့ဖိအားရှိနေတာသိကြပါတယ်။ရင်ဆိုင်ရမယ့် Sweden ကလည်းခြေစပွဲကာလနဲ့မတူဘဲတိုက်စစ်ပိုင်းကအားကောင်းနေတာကြောင့် Netherlands အတွက်မထင်မှတ်ပဲအုပ်စုပထမရဖို့ကတော့ခက်ခဲသွားနိုင်တာပါ။အုပ်စုတွင်အားအနည်းဆုံးလို့ဆိုရမယ့်တူနီးရှားနဲ့ကနောက်ဆုံးမှခင်ရမှာကြောင့်4မှတ်ကနေ5မှတ်လောက်ထိရရင်တော့ Netherlands အတွက်နောက်တစ်ဆင့်ကတော့သိကြပါတယ်။2010ပါဝင်ကမ္ဘာ့ဖလားမှာ Netherlands 3ကြိမ်ဗိုလ်လုပွဲတက်ထားတာမှာ3ကြိမ်လုံးဒုတိယပဲရရှိထားတာပါ။2014မှာဒုတိယတစ်ကြိမ်နဲ့2022မှာတော့ကွာတာကနေလှည့်ပြန်ထားပါတယ်။ဟက်ဒူအနေထားရတော့ဆွီဒင်နဲ့25ကြိမ်ထိပြိုင်ပွဲဆောင်တွေ့ဆုံထားတာမှာ12ပွဲနိုင်ပြီး10ပွဲရှုံးထားပါတယ်။ကမ္ဘာဖလားမှာတော့2ကြိမ်မြောက်ဖြစ်တွေ့ဆုံကြမှာပါ။1984ကနောက်ဆုံးတစ်ကြိမ်တွေ့ဆုံထားတာမှာတော့ဂိုးမရှိသေးချထားပါတယ်။ဆွီဒင်နဲ့တွေ့တဲ့နှစ်မှာပဲဗိုလ်လုပွဲတီနယ်သာလန်တက်ရောက်နိုင်ခဲ့တာမှာအနောက်ဂျာမနီကိုဗိုလ်လုပွဲမှာရေးနေခဲ့ဘူးတာပါ။တစ်ဖက်မှာတော့နီးပြဂရီယန်ပေါ်တာရဲ့ဆွီဒင်ကတူနီးရှားကိုတိုက်စစ်ဆွမ်းပြပြီး9ဂိုးပြတ်နိုင်ယူထားပါတယ်။ကမ္ဘာ့ဆင့်အားဖြင့်9ဆင့်လောက်ပဲကွာခြားသည့်တိုင်9ဂိုးထိသွင်းနိုင်ခဲ့တာကဆွီဒင်ရဲ့ရုတ်တရက်တိုးတက်လာမှုလို့ပဲဆိုကြပါမယ်။နယ်သာလန်ကိုနိုင်လိုက်ရင်တော့6မှတ်နဲ့အတူရှုံးထွက်ဆင့်တက်ရောက်ဖို့အခြေအနေကောင်းသွားမှာပါ။ဆွီဒင်ရဲ့ကမ္ဘာ့ဖလားအကောင်းဆုံးခြေစွမ်းကအင်ရှင်ဖြစ်ကျင်းပတဲ့1958မှာဒုတိယရခဲ့ဘူးတာပါ။2018မှာတော့ကွာတာဖိုင်နယ်တစ်ကြိမ်နဲ့2022မှာတော့ခြေစပွဲအောင်မြင်ခဲ့ခြင်းမရှိပါဘူး။ The Blue and Yellows လို့နာမည်တောင်ရထားတဲ့ဆွီဒင်တို့ဒီနေ့အတွက်ဖြတ်မြင့်အသင်းဖြစ်သတ်မှတ်မခံထားပေမဲ့လက်ရှိတိုက်စစ်စွမ်းကြောင်းတော့သတိထားဆောင်ကြည့်ရမယ့်အသင်းဖြစ်လာပါတယ်။ဘယ်အသင်းရလက်ကောင်းသွားမလဲပွဲဥတော်မှာဂျပန်နဲ့တစ်ဖက်2ဂိုးစီသေးကြပြီးသေရတမပဲရခဲ့တဲ့နယ်သာလန်တို့ဆွီဒင်နဲ့ပွဲမှာလည်းနောက်ထပ်သေရတပွဲကိုကြုံတွေ့သွားနိုင်တာပါစူပါကွန်ပျူတာကတော့နယ်သာလန်ကိုနိုင်ခြင်း55.9%ပေးထားပြီးဆွီဒင်ကိုတော့နိုင်ခြင်း20.8%သာပေးထားပါတယ်ပွဲကတော့မန်ဆာရခတ်ပြီးနယ်သာလန်3ဆွီဒင်2လို့ပဲခံမှန်းပေးထားကြပါတယ်နောက်ထပ်တစ်ပွဲကတော့တနင်္ဂနွေမနက်မြန်မာစံတော်ချိန်2နာရီခွဲမှာကစားသွားမယ်ဂျာမနီနဲ့ Ivory Coast တို့ရဲ့ပွဲစဉ်မှာGroup E ရဲ့အကောင်းဆုံးနှစ်သင်း Toronto PMO Stadium မှာရင်ဆိုင်သွားကြပါမယ်။ကမ္ဘာ့ဖလား၄ကြိမ်ချန်ပီယံဂျာမနီရောပြိုင်ဘက် Ivory Coast ပါပွဲဥထွက်တွေမှာအမှတ်ပြရရှိထားတာပါ။နိုဝင်ဘာ2009မှာတော့ချစ်ကြည်ရေးခြေစွမ်းပွဲပြင်နှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့တာမှာတစ်ဖက်ကို2ဂိုးစီသေးကြထားပါတယ်။လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်။ပွဲဥထွက်မှာဂူရာဂါအုပ်ကို Houston မှာ 7-1 နဲ့နိုင်ကစားပြီးလက်ရှိကမ္ဘာ့ဖလားရဲ့ဂိုးပြတ်ဆုံးနိုင်ပွဲကိုတော့ဂျာမနီရရှိထားပါတယ်။ Florian Wirtz ရဲ့ဖန်တီးပေးမှုကနေဝင်းနယ်လူ Felix Micha က6မိနစ်မှာပဲဦးဆောင်ကိုသွင်းနိုင်ခဲ့တဲ့နောက်တော့ပွဲကဂျာမနီအတွက်ဖြစ်သွားပြီလို့ယူဆခြင်းတရားပါဒီနောက်26မိနစ်မှာလီဗာနိုကိုမန်နန်စီရာကဂူရာဂါအုပ်အတွက်ခြေပါကိုသွင်းလိုက်နိုင်ပါတယ်အရက်စကားနဲ့ပြောရရင်တော့ဂူရာဂါအုပ်တို့ခြေပါကိုသွင်းလိုက်တာကပဲအမှားကြီးတစ်ရက်ကိုကျူးလွန်လိုက်တယ်လို့ဖြစ်သွားပါတယ်ပထမပိုင်းမှာပဲဂျာမနီစီကဦးဆောင်ကိုနောက်ထပ်2ဂိုးကိုထပ်မံမြင်တွေ့လိုက်ရတာပါနောက်ခံလူနီကိုရှီလောချာဘက်နဲ့ခိုင်းဟာဗတ်တို့က38မိနစ်နဲ့45မိနစ်တွေမှာသွင်းယူနိုင်ခဲ့တာပါဒီနောက်တော့ဂျမဲမူစီယဲလာနသန်နီယယ်ဘရောင်းDennis Andes တို့အားလုံးသွင်းဂိုးတွေရရှိခဲ့ပြီး9ဂိုးထိရောက်ရှိသွားပါတယ်။ဒီဘက်21ရာစုကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ9ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့တဲ့9ပွဲပဲရှိခဲ့ပြီးဒီထဲက3ပွဲကဂျာမနီတစ်သင်းနဲ့ကသွင်းယူနိုင်ခဲ့တာပါ။ဒီပြအိုလီယန်နာဂစ်မန်ရဲ့အသင်းက Ivory Coast ကိုနိုင်ယူပြီးတစ်ဖက်မှာအီကွေဒေါကနိုင်ပွဲပြောင်းလိုက်ရင်တော့ Seoul City ပဲဂျာမနီတို့ရှုံးထွက်ဆင့်ကိုတက်ရောက်သွားနိုင်ပါမယ်။ဒီပြိုင်နယ်ထဲဂျာမနီတို့ပြိုင်ပွဲစုံ10ပွဲဆက်တိုက်လည်းအနိုင်ကစားထားနိုင်တာပါ။ဒီ10ပွဲမှာ9ပွဲကတပွဲကို2ဂိုးနဲ့အတက်ဂျာမနီတိုက်စစ်ကသွင်းယူထားနိုင်ပါတယ်။ခံစစ်ပိုင်းကတော့နောက်ဆုံး9ပွဲမှာ4ဂိုးထိပေးထားပါတယ်2018နဲ့2020ဒီမှာကမ္ဘာ့ဖလားခြေစပွဲမှာအောင်ခဲ့တဲ့ Ivory Coast တို့2026မှာတော့အနိုင်3မှတ်နဲ့တူဖွင့်လှထားတာပါကျန်ခဲ့တဲ့အီကွေဒေါနဲ့ပွဲစဉ်မှာခက်ခဲကစားပြီးအာမက်စတီယာလိုရဲ့မိနစ်90ကသွင်းကိုနဲ့အနိုင်ရရှိထားပါတယ်အီကွေဒေါကလည်းအတိုင်း3ချိန်ထိထိခဲ့ပြီးကိုကန်ခေခဲ့တာကပဲအာဖရိကခြေဆိုင်အသင်းအတွက်သက်သာရသွားတာပါအီကွေဒေါအတွက်လည်း2နှစ်ကြာ19ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းလည်းရပ်တန့်ခံလိုက်ရပါတယ်Ivory Coast အတွက်ကတော့ကမ္ဘာ့ဖလား၄ပွဲကစားတိုင်းတပွဲနိုင်ရတဲ့မှတ်တမ်းကောင်းကိုထိန်းသိမ်းထားနိုင်ပါတယ်။တပြိုင်နက်တည်းအသင်းသမိုင်းတစ်လျှောက်ရှုံးထွက်ဆင့်ကိုတက်ရောက်နိုင်ဖို့အတွက်အကောင်းဆုံးအနေအထားကိုပိုင်ဆိုင်ထားတာပါ။လက်ကျန်2ပွဲတွေကအနည်းဆုံးတစ်မှတ်တော့လိုအပ်နေပါတယ်။အသင်းကပြိုင်ပွဲစုံ4ပွဲဆက်လည်းနိုင်ရတာပြီးပုံစံကောင်းကိုတောက်လျှောက်ပြသထားနိုင်တာပါ။ယောဘခြေဆိုင်အသင်းတွေနဲ့ကမ္ဘာ့ဖလားမှာနောက်ဆုံး4ပွဲဆက်တွေ့ဆုံထားတာမှာတော့တပွဲနိုင်တပွဲသေး2ပွဲရှုံးထားပါတယ်။
ဂျာမနီကတော့အာဖရိကအသင်းတွေကို9ပွဲနိုင်2ပွဲသေးကစားထားတာပါဘယ်အသင်းရလက်ကောင်းသွားမလဲ Ivory Coast ရဲ့လင်မြန်တဲ့တိုက်စစ်အစုပွဲကအားနည်းတဲ့ဂျာမန်နောက်တန်းကိုဒုက္ခပေးဖို့ကြိုးစားလာမှာပါပွဲစဉ်တိုင်းဒီပါမှာပြိုင်ဘက်ကိုခွင့်ကိုရင်သွင်းယူထားနိုင်တဲ့ဂျာမနီကပဲဦးဆောင်ကိုခက်စောစောရရှိသွားမလားစောင့်ကြည့်သွားပါမယ်စူပါကွန်ပျူတာကတော့ဂျာမနီကိုနိုင်ခြေ 44.4% ပေးထားပြီး Ivory Coast ကိုတော့နိုင်ခြေ 30% သာပေးထားပါတယ်ဒီပွဲမှာတော့ Ivory Coast ကန်ကောင်းဖို့နေပြီး 3-2 လောက်နဲ့ဂျာမနီကပဲအသာစီးရသွားမယ်လို့ခံမှန်းပေးထားကြပါတယ်နောက်ထပ်တစ်ပွဲကတော့မြန်မာစံတော်ချိန်မနက်6:00နာရီခွဲမှာပဲကစားသွားမယ်အီကွေဒေါနဲ့ဂူရာဂါအိုတို့ရဲ့ပွဲစဉ်ပါGroup E ရဲ့အားအနည်းဆုံးအသင်းဖြစ်တဲ့ဂူရာဂါအိုနဲ့ပွဲမှာတော့အီကွေဒေါတို့အနိုင်3မှတ်ကလွဲလို့သိပ်တွေးထားမယ်မထင်ပါဘူး။နေ့အတွင်းပထမဆုံးအကြိမ်ရှုံးပွဲကြုံထားတဲ့အီကွေဒေါအတွက်လည်း Kansas City Stadium မှာဘယ်လောက်ထိပေါက်ပွဲပြမလဲစောင့်ကြည့်သွားမှာပါ။လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်။ကမ္ဘာဖလားပြိုင်ပွဲကို19ပွဲဆက်ရှုံးပွဲမရှိ73ပွဲ clean sheet နဲ့အတူအီကွေဒေါတို့ရောက်ရှိလာတာပါ။ပွဲ20မြောက်မှာပဲရှုံးကိုမြည်ဆန်လိုက်ရပါတယ်။ရမှတ်0ပဲရရှိထားတာကြောင့်ပထမဆုံး3မှတ်ရရှိဖို့နီးပြစပက်စတီယန်ဘက်ကစီစီရဲ့အသင်းကမဆောက်နိုင်ဖြစ်နေမှာပါတစ်ဖက်မှာဂျာမနီ Ivory Coast တို့နဲ့အမှတ်မပြတ်ဖို့အတွက်လည်းအီကွေဒေါအနေနဲ့အားထုတ်သွားဖို့လိုအပ်နေပါတယ်အုပ်စုနောက်ဆုံးပွဲစဉ်ကဂျာမနီနဲ့ဖြစ်နေတာကြောင့်အီကွေဒေါအတွက်တော့ခက်ခဲသွားအောင်ပါတစ်ဖက်မှာဂူရာဂါအိုကဂျာမနီကို၄ဂိုးပြတ်ရေးနေထားပေမဲ့တိုက်စစ်ပိုင်းကသွင်းကိုတော့ရှာဖွေနိုင်စွမ်းရှိကြောင်းပြသထားပါတယ်ဝဲချိန်38မိနစ်လောက်ထိဂျာမနီနဲ့တစ်ဖက်တကိုးစီဂူရာဂါအိုဆွဲဆန့်ထားနေတာကအထင်ကြီးစရာပါဒီနောက်တော့ဂျာမန်တိုက်စစ်ကခိုင်းဟာဗတ်ဖလော်ရီယန်ဗတ်စ်တို့ခြေစွမ်းပြောင်းမှုနဲ့အတူနီးပြတစ်အဗိုကတ်ရဲ့အသင်းခံစစ်ကပြိုကျသွားပါတယ်နီးပြအတွက်ကလည်းဂျာမနီနဲ့ပွဲက38မိနစ်ကိုအီကွေဒေါနဲ့ပွဲစဉ်မှာမိနစ်90ထိတောင့်ခံကစားဖို့အသင်းကိုပြင်ဆင်သွားနိုင်မှရပါမယ်။ပွဲတိုင်းကိုပြတ်ရှုံးနေတဲ့ဂူရာဂါအိုအတွက်ကမျောလင့်ချက်တော့နည်းပါတယ်။ဘယ်အသင်းရလက်ကောင်းသွားမလဲ။ခံစစ်ကောင်းသလောက်တိုက်စစ်ပိုင်းအားနေတာကအီကွေဒေါအတွက်အားနည်းချက်လို့ဖြစ်နေပါတယ်။သို့တော့ဂူရာဂါအိုအသင်းရဲ့ခံစစ်ကလည်းဂွန်ဆာလိုပလာတာဦးဆောင်တဲ့အီကွေဒေါတိုက်စစ်ကိုပွဲချိန်တွေထိန်းထားနိုင်မှုခက်ပါတယ်။စူပါကွန်ပျူတာကတော့အီကွေဒေါကိုနိုင်ခြေ 86.1% ပေးထားပြီးဂူရာဂါအိုကိုနိုင်ခြေ 4.9% သာပေးထားပါတယ်။ဒီပွဲမှာတော့အီကွေဒေါကပဲအနိုင်ဆုံး2ဂိုးပြတ်နိုင်ကစားသွားမယ်လို့ SIB လည်းခံမှန်းပေးထားကြပါတယ်။နောက်ထပ်တစ်ပွဲကတော့မြန်မာစံတော်ချိန်မနက်10:00နာရီခွဲမှာကစားသွားမယ်တူနီးရှားနဲ့ဂျပန်တို့ရဲ့ပွဲစဉ်ပါ။နီးပြသစ်ဟာဗေးရန်နက်ကတော့တူနီးရှားကိုဂျပန်နဲ့တွေ့မဲ့ Group F အုပ်စုဒုတိယပွဲစဉ်မှာစတင်ကင်တွယ်ခွင့်ရရှိထားပါတယ်။ဒီပွဲစဉ်ကကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်ပွဲ1000မြောက်ကျင်းပတဲ့ပွဲစဉ်ဖြစ်လက်မှတ်တမ်းဝင်သွားဖို့ရှိနေတာပါ။လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုနင်းငယ်လေ့လာကြည့်ပါမယ်။အသင်းသမိုင်းတစ်လျှောက်ကမ္ဘာ့ဖလားကို9ကြိမ်မြောက်ဝင်ရောက်ရှင်ပြိုင်နေတဲ့တူနီးရှားတို့ပွဲဥအတွက်အဆိုးဆုံးရလဒ်အဖြစ်ဆွီဒင်ကို 5-1 နဲ့ရေးနေသွားပါတယ်။နောက်ဆက်တွဲအနေနဲ့တော့နီးပြစပရီလမူချီတယောက်ထုတ်ပယ်ခံခဲ့ရတာပါ။ပြင်သစ်လူမျိုးနီးပြကတူနီးရှားကို9ပွဲပဲကင်တွယ်ခွင့်ရလိုက်ပါတယ်။လက်ရှိမှာပြင်သစ်ဆော်ဒီတို့ကိုကင်တွယ်ခဲ့မှုတဲ့58နှစ်အရွယ်ဝါရင်နီးပြဟာဗေးရန်နက်ကိုတူနီးရှားတို့နီးပြအသစ်အဖြစ်ခန့်အပ်ထားတာပါ။ကျန်ခဲ့တဲ့2022ကာတာကမ္ဘာ့ဖလားမှာဆော်ဒီကိုကင်တွယ်ပြီးချန်ပီယံဖြစ်မဲ့အာဂျင်တီးနားကိုအနိုင်ရအောင်စွမ်းဆောင်ပေးထားနိုင်တဲ့မှတ်တမ်းကောင်းတော့ဟာဗေးရန်နက်မှာရှိနေပါတယ်။အလုပ်ဖြစ်မလားတော့ဆက်လက်ဆောင်ကြည့်သွားမှာပါ2018နဲ့2022ဒီမှာဝင်ရောက်ရှင်ပြိုင်ခဲ့တာမှာလည်းအနိုင်ဆုံးတပွဲတော်နိုင်ကစားနိုင်တဲ့မှတ်တမ်းကောင်းကိုဆက်လက်ထိန်းသိမ်းနိုင်မှုတူနီးရှားတို့ပြင်မှတ်ထားနေပါတယ်ဂျပန်နဲ့ဟတ်တူအနေထားရတော့၄ပွဲတွေ့ဆုံထားတာမှာဂျပန်က3ပွဲနိုင်တူနီးရှားက1ပွဲသာနိုင်ရရှိထားတာပါတစ်ဖက်မှာတော့ဂျပန်ကနယ်သာလန်ကိုနောက်ကလိုက်ကစားပြီး2-2နဲ့သေဓမရယူထားနိုင်ပါတယ်သုံးသက်သူတွေအတွက်တော့ဂျပန်ကိုဖြန့်မြင့်အသင်းအဖြစ်မြင်ကြည့်ဖို့ကလည်းခက်ခဲနေသေးပါသို့တော်တုံပြိုင်ဘက်တွေကိုဒုက္ခပေးနိုင်တယ်လို့ထိတ်တန်းအသင်းတွေစီကရမှတ်ခွဲယူနိုင်စွမ်းကိုလည်းနယ်သာလန်နဲ့ပွဲမှာပြသလိုက်နိုင်ပါတယ်ကျန်ခဲ့တဲ့ပွဲမှာခီတိုနာကာမူရာဒိုင်ယီချီခါမာဒါတို့က58မိနစ်နဲ့88မိနစ်ကသွင်းဂိုးတွေနဲ့ဗန်ဒိုက်နဲ့ဆမ်မာဗီတို့ရဲ့ဦးဆောင်ဂိုးတွေကိုခြေဖြတ်ပြနိုင်ခဲ့တာပါဂျပန်နီးပြဟာဂျီမီမိုရီယာဆူကတော့နယ်သာလန်နဲ့ပွဲမှာဂိမ်းပလန်ပြင်ဆင်လာတဲ့အတိုင်းအကောင်းဆုံးသုံးချနိုင်ခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်58နှစ်အရွယ်နီးပြကတမတ်ပဲရခဲ့ပြီးအသင်းရဲ့6ပွဲဆက်9ပွဲဆန်ချိန်ပြက်ပြဲခဲ့တာအတွက်လည်းအနေငယ်စိတ်ပြက်မိတယ်လို့ဆိုပါတယ်အပြောင်ဆာမူရိုင်းတွေအနေနဲ့တူနီးရှားကိုအနိုင်ကစားလိုက်နိုင်ရင်တော့3ချိန်ဆက်ကမ္ဘာဖလားမှာရှုံးထွက်ဆင်တက်ရောက်နိုင်ဖို့အတွက်နှီးဆက်သွားပါမယ်ဘယ်အသင်းရလက်ကောင်းသွားမလဲနီးပြတစ်ပြောင်းလိုက်တာရဲ့ဂျိုးကျေးစီကိုတူနီးရှားတို့ခံစားရမလားနှစ်ပွဲဆက်ပဲရလက်ဆိုးသွားမလားဆိုတာကတော့စိတ်ဝင်စားစရာပါစူပါကွန်ပျူတာကတော့တူနီးရှားကိုနိုင်ခြေ 16.4% ပဲပေးထားပြီးဂျပန်ကိုတော့နိုင်ခြေ 60.9% ပေးထားပါတယ်ဒီပွဲမှာတော့ဂျပန်ကပဲ 3-1 လောက်နဲ့နိုင်ကစားသွားမယ်လို့ SIB လည်းခံမှန်းပေးထားကြပါတယ်ဒါကတော့စနေနေ့နောက်ကျဆုံးနဲ့တနင်္ဂနွေနေ့မနက်မှာကစားသွားမယ်ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်၄ပွဲကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ